ဒီ steel column က backlink ကြောင့်ဘေးဘက်ကိုကိုးသွားမယ်ဆိုလို့ရှိရင်သူ့ရဲ့ဘယ် exit ဘက်ကိုကိုးသွားမလဲအဖြေကတော့ဒီ steel column ရဲ့ section ရဲ့ radius of gyration မှာရှိပါတယ်တော့ radius of gyration ကကျွန်တော်တို့ကိုဘာကိုပြောလဲဆိုလို့ရှိရင် compression member တွေပေါ့နော်အဓိကအဖြစ်တော့ဒီ column တွေမှာဆိုလို့ရှိရင်သူ့ရဲ့ဘယ် exit က backlink တန်းကိုဘယ်လောက်ခံနိုင်လဲဆိုတာကိုကျွန်တော်တို့ကိုပြောတယ်ဒီ radius of gyration ကိုရှင်းပြဖို့အတွက်ထင်သာမြင်သာရှိတဲ့ဥပမာအနေနဲ့ဆိုလို့ရှိရင်ဒီလိုမျိုး iron beam လေးကိုဒီလိုမျိုးလက်စွပ်ပုံစံဂွင်းလေးအနေနဲ့ကျွန်တော်တို့ကပုံစံပြောင်းလိုက်မယ်တော့ဒီဂွင်းလေးကဒီ iron beam နဲ့ဒီ stiffness ချင်းလဲတူတယ် area ချင်းလဲတူတယ်တော့ဒီဂွင်းလေးရဲ့ radius ကိုကျွန်တော်တို့က radius of gyration လို့ခေါ်တယ်ဒီကောင်ကကျွန်တော်တို့ရှေ့မှာပြောခဲ့တဲ့ moment of inertia နဲ့ခန့်စစ်စဉ်ဖြစ်တယ် moment of inertia မှာတော့ကဒီကောင်ရဲ့ area တွေက centroid axis ကနေပြီးတော့ပို့ပြီးတော့ဝေးလေလေဒီကောင်က bending တန်ကိုပို့ပြီးတော့ခံနိုင်လေလေဖြစ်တယ်ဒီ radius of gyration ကကြတော့သူ့ရဲ့ center နေပြီးတော့ radius ကပို့ပြီးတော့များလေလေ backlink ပေါ့နော်ဟိုကောင်ကကြတော့ moment of inertia ကကြတော့ bending ဒီကောင်ကကြတော့ backlink တန်ကိုပို့ပြီးတော့ခံနိုင်လေဖြစ်တယ်ပေါ့နော်အာနည်းသွားရဆိုလို့ရှိရင်တော့ backlink တန်ကိုလျှော့ပြီးတော့ခံနိုင်မယ်ပေါ့နော်တော့ကျွန်တော်တို့ဒီ backlink ရဲ့အကြောင်းကိုဆက်ပြီးတော့ရှင်းပြပေးမယ်တော့ဒီလိုမျိုး column တိုင်းတွေမှာဆိုလို့ရှိရင်ဒီ compression member တွေမှာပေါ့နော်အဲ့ဒီ compression member တွေကသူတို့ကဒီအပေါ်ကလာတဲ့ဖိအားကြောင့်ကြေမွပြီးတော့ပြတ်သွားတာမဟုတ်ဘဲနဲ့အပေါ်ကလာတဲ့လှုပ်ကြောင့်ဘေးဘက်ကိုဒီလိုမျိုးdeform ဖြစ်သွားပြီးတော့ဒီလိုမျိုးdeform ဖြစ်သွားတဲ့အခါမှာအပေါ်ကလာတဲ့လှုပ်ကြောင့်ဒီဖိပြီးတော့ချိုးစလိုမျိုးဖြစ်သွားတာကို backlink လို့ခေါ်တယ်ပေါ့နော်တော့ဥပမာအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ copy land တွေမှာဆိုလို့ရှိရင်အပေါ်ကနေဖိတဲ့အခါမှာသူကဘေးကိုကျွန်တော်ကဒီလိုမျိုးကိုးသွားတယ်အဲ့လိုကိုးနေတဲ့အချိန်မှာထပ်ပြီးတော့ဖိရဆိုလို့ရှိရင်ဒီနားမှာကျွန်တော်တို့ကကျိုးသွားတာကိုတွေ့ရတယ်ဒီလိုမျိုး copy တွေမှာကျိုးလိုမျိုးဖြစ်တာကိုကျွန်တော်တို့က backlink လို့ခေါ်တယ်ပေါ့နော် equation အရာ radius of gyration ကိုဘယ်လိုမျိုးရှာလဲဆိုလို့ရှိရင် square root of I by a နဲ့ရှာတယ် I ကကြတော့ရှေ့မှာပြောခဲ့တဲ့ moment of inertia ဖြစ်တယ် a ကကြတော့ဒီကျွန်တော်တို့ဒီ check လုပ်မဲ့ column ရဲ့ cross section နဲ့ area ပေါ့နော် square root of I by a နဲ့ရှာတယ်တော့ဒီကောင်ကိုဘယ်နေရာမှာသုံးလဲဆိုလို့ရှိရင်ကျွန်တော်ဒီ column တွေက slenderness အရင်များတယ်ဆိုလို့ရှိရင် G point မရောက်ခင်မှာပဲဒီကောင်က backlink နဲ့ free တယ်တော့ဒီလိုမျိုးမဖြစ်အောင် G point မရောက်ခင်မှာမ free အောင်ကျွန်တော်တို့ကဒီ column ရဲ့ slenderness ratio ကို check ပြီးတော့မှဒီ column ဘယ်လောက်ခံနိုင်လဲဆိုတာကိုကျွန်တော်တို့ကတွက်ကြတယ်တော့ဒီလိုမျိုး slenderness ratio ကိုတွက်ဖို့အတွက်ဆိုလို့ရှိရင် lambda equal to KL by R နဲ့တွက်ကြတယ်ဒီ R က radius of gyration ပေါ့နော်ဒီလိုမျိုး slenderness ကိုတွက်ပြီးတော့မှဒီ column ဘယ်လောက်ခံနိုင်လဲဆိုတာကိုတွက်ကြတယ်ဒီအောက်က Euler backlink equation อ่ะဆိုလို့ရှိရင်ကျွန်တော်တို့က RC column တွေမှာဒီဘယ်လောက်ခံနိုင်လဲဆိုတာကိုတွက်ကြတဲ့ equation ပေါ့နော်ဒီ steel column တွေမှာဆိုလို့ရှိရင်တော့နည်းနည်းလေးကွဲပြားတယ်ဒီ R ကိုအရင်ရှာတယ်ပြီးရင် slenderness ကိုချက်တယ်ဒီ slenderness KL by R အနည်းအများပေါ်မူတည်ပြီးတော့ AISC ကပေးထားတဲ့ equation တွေကအပြောင်းအလဲရှိတယ်ပြီးတော့မှအဲ့ equation တွေကိုသုံးပြီးတော့မှ FCR ကိုရှာတယ် FCR ရဲ့ပြီးတော့မှ PN ပေါ့နော် FCR ရဲ့ A ရဲ့မြောက်တော့မှကျွန်တော်တို့ကဒီ PN ကိုရတယ်ဒါကတော့ဒီဘယ်လိုမျိုးသုံးလဲဆိုတာကိုကျွန်တော်ပြောခဲ့တာပေါ့နော်ဒီ steel column တွေမှာအပြင်ဒီလိုမျိုး truss တွေမှာလည်း compression ဒဏ်ကိုခံရတဲ့အခါမှာဒီ member တွေရဲ့ slenderness ကိုချက်ဖို့အတွက်ဆိုလို့ရှိရင်လည်းဒီ KL by R ကိုသုံးလေးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ column အရှိကြီးတွေကို design လုပ်ချင်တယ်ဆိုလို့ရှိရင်သူတို့ကိုဒီ steel တွေအများကြီးပို့ထည့်ရအောင်ဆိုလို့ရှိရင်ဒီ steel ရဲ့ဒီ steel ရဲ့ area တွေကိုသူ့ရဲ့ center နေပြီးတော့ပို့ပြီးတော့ဝေးအောင်ထားလို့ရှိရင်အားပိုများလာတယ်ပေါ့နော်အားများလာတာဖြစ်တဲ့အတွက်ဒီ column က backlink တန်ကိုပို့ပြီးတော့ခံနိုင်လာတယ်ပေါ့နော်တော့ဒီ column နှစ်ခုမှာကြည့်မယ်ဆိုလို့ရှိရင်
သူကဒီဘက်ဘေးရဟာကျတော့ solid ပေါ့နော်ဒီအပြည့်ပေါ့ဒါပေမဲ့ဒီဘက်ကောင်ကကျတော့ hollow section ပေါ့နော်တော့ဒီနှစ်ခုမှာကြည့်မယ်ဆိုလို့ရှိရင်သူတို့နှစ်ခုက material ချင်းလည်းတူတယ် cross section နဲ့ area ချင်းလည်းတူတယ်ဒါပေမဲ့ဒီဘက်ချမ်းကကောင်ကကျတော့ radius of gyration ကနည်းတာဖြစ်တဲ့အတွက် buckling တန်ကိုနည်းနည်းပဲခံနိုင်တယ်ဒီဘက်ကောင်ကကျတော့ radius of gyration ကပိုများတာဖြစ်တဲ့အတွက်သူ့ရဲ့ buckling တန်ကိုခံနိုင်တဲ့ကောင်ကပိုပြီးတော့များတယ်ပေါ့နော်ဒါပေမဲ့ဒီလိုမျိုး iron beam နေမှာဆိုလို့ရှိရင်သူက buckling တန်ကိုခံနိုင်တဲ့ strength က exit ချင်း exit တွေမှာဆိုလို့ရှိရင်မတူတာဖြစ်နိုင်တယ်သူကဒီဘက်ချင်းကနေပြီးတော့လာတဲ့ buckling တန်ကိုပို့ပြီးတော့ခံနိုင်နေဆိုပေမဲ့ဒီဘက်ချမ်းက weak exit ဘက်ကလာရဲဆိုလို့ရှိရင်သူကဒီ buckling တန်ကိုနည်းနည်းပဲခံနိုင်တယ်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီ exit နှစ်ခုက balance မဖြစ်ဘူးပေါ့နော်တစ်ဖက်ကပို့ပြီးတော့ခံနိုင်တယ်တစ်ဖက်ကနည်းနည်းပဲခံနိုင်တယ်ဒါက iron beam ရဲ့ဒီ column အတွက်ဆိုလို့ရှိရင်တိတ်ပြီးတော့မကောင်းတဲ့ disadvantage ပေါ့နော်တော့ column နေရာဆိုလို့ရှိရင်ဒီလိုမျိုးတစ်ဖက်က strong နဲ့တစ်ဖက်က weak တယ်ဆိုလို့ရှိရင်အမြဲတမ်း weak တဲ့ဘက်ကနေပြီးတော့စပြီးတော့ buckling ဖြစ်လိရှိတယ်အဲ့ဒါကြောင့်ဒီလိုမျိုး column တွေအတွက် KL/R နဲ့ slenderness ချက်တဲ့အခါမှာဆိုလို့ရှိရင်ပို့ပြီးတော့နည်းတဲ့ R ကိုကျွန်တော်တို့ကသုံးပြီးတော့ slenderness ကိုချက်ပေးရတယ်တော့ဒီ column တွေမှာဆိုလို့ရှိရင်ဒီအကောင်းဆုံးကကြတော့ဒီ hollow ပေါ့နော် hollow ဖြစ်ဖြစ်ဒီ solid ဖြစ်ဖြစ်ဒီလိုမျိုး circular တွေက buckling တန်ကိုအကောင်းဆုံးဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီအကြောင်းက TU အကြောင်းက lobby မှာဆိုလို့ရှိရင်လည်းဒီ column line တွေကအရန်ရှည်ရယ် slenderness တွေအရန်များတယ်ပေါ့နော်အဲ့ဒီတော့သူတို့ကဒီလိုမျိုး circular shape တွေကိုသုံးပြီးတော့ buckling တန်ကိုပို့ပြီးတော့ခံနိုင်အောင်လုပ်ထားတယ်ဒီ circular shape တွေမှာဆိုလို့ရှိရင်သူကဒီ equal r ပေါ့နော် radius of gyration ကဘယ်ဘက်ကနေပြီးတော့ပဲကြည့်ကြည့်သူကအတူတူပဲဖြစ်တယ် weak exit မရှိဘူးပေါ့နော် stability လည်းအရန်ကောင်းတယ်အဲ့ဒီတော့ဒီလိုမျိုး column အရှိကြီးတွေကို design လုပ်တဲ့နေရာမှာဆိုလို့ရှိရင်ဒီ circular section တွေ hollow section တွေကဒီ more efficient cross section တွေပေါ့နော်ကျွန်တော်ဒီ video မှာ radius of gyration နဲ့ပတ်သက်ပြီးတော့သိတဲ့ theory တွေဘယ်နေရာမှာသုံးလဲဆိုတာကိုကျွန်တော်ရှင်းပြခဲ့တာဖြစ်ပါတယ်နောက် video ကြရင်တော့ဒီအခြား material properties တွေ section properties တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့သွားမယ်ပေါ့နော်